သားဖက်နှစ်ယောက်တည်းပထမဆုံးခီးသွားတာပေါ့ကျူကတော့အိမ်မှာကြံခဲ့အိမ်မှာနေခဲ့သူကအလုံးဆင်းရမှာဆိုတော့ဘယ်လိုတော့မလဲဆိုတော့နယူးယောက်ကတော့ကားနဲ့တော့မဟုတ်ရထားနဲ့တော့မှာကောင်းကပူတာရမှာနေနော်အဲ့ဒီကားနဲ့တော့မဟုတ်နော်ရထားနဲ့တော့မှာ我在用杨米皮。你要多对我吧？这边的啊，介绍几多吧？呀。အခုနယူးယောက်ရောက်ပြီဒီစီကနေနယူးယောက်က3နာရီပဲရထားနဲ့ပေါ့နော်ရထားနဲ့3နာရီပဲဆိုတော့မကြောက်ခဏရုပ်ကြီး နယူးယောက်ကဒါနဲ့ဆိုရင်3ခေါက်ပေါ့3ခေါက်ရှိပြီရထားနဲ့ကဒါဖြူဖြူကဒုတိယခေါက်မြောက်ပေါ့ဒုတိယခေါက်ပေါ့ရထားနဲ့လာတာဟုတ်တယ်မလားဟိုတယ် check in ဝင်လိုက်ပါအောင်မယ်နောက်ရက်ဘယ်ရီသွားကြမလဲဆိုတာစောင့်ကြည့်ကြနော် bye bye